မိဘတွေဆုံးမသွားပြီးရဲ့နောက်ဆွေမျိုးမကင်းတဲ့ဘုန်းကြီးစီမှာမိ ဒီခေါက်ကငါတို့ငိုရအောင်မလားနင်တို့ကဝမ်းနဲ့တရားကြီးပဲဖန်တီးနေတော့ငါတို့ကငိုရကြီးပဲဖန်တီးနေတော့နောက်လာမယ့်စကားတွေကိုကြည့်ရမလို့မကြည့်ရမလို့နော်အကြတော့ငါတို့မှာအပလို့ဖြစ်နေလဲဆိုဖိုးစိုးပတ်သက်ပြီးဖြစ်နေနော်ကိုရင်ကြောင်းတက်နေရတဲ့ဘုန်းကြီးကျောင်းသားလေးတော်စင်ဘုန်းကြီးကျောင်းသားလေးကမှတနာစိတ်ဝင်မိပြီးအရေးတကြီးကြီးနဲ့လိုက်ဆောက်ရှောက်ပေးနေတဲ့စာတော်တဲ့တထေးသားလေးသူတွေသူတို့နှစ်ယောက်ကမှသတိထားမိပြီးသူတို့နှစ်ယောက်အကြောင်းအမြဲလေးလာနေခဲ့တဲ့ဆက်စုတဲ့တငယ်ချင်းမလေးနင်းဝေနင်းဝေတယောက်အသက်ရွယ်ရလာလို့စာရေးဆရာမဖြစ်လာတဲ့အခါတချိန်ကသူတို့နှစ်ယောက်အကြောင်းကိုဝိတုစာအုပ်တုပ်အနေနဲ့ရေးသားထုတ်ဝေခဲ့တဲ့အခါပုံမြင်လေးတပုံလိုနှွေထွေးနေတော့မေနင်းဝေတယောက်သူတို့နှစ်ယောက်နဲ့ဘလို့ပြန်လေစုံစည်းมาလေဟမ်သူတို့နှစ်ယောက်ကြားကအတိတ်ကဖြစ်ရတွေကရောဘာတွေများဖြစ်ခဲ့တာလဲဆူတောင်းလေးတစ်ခုကိုသာကိုပိုင်ဆိုင်ရရဲ့ဒီဘဝကိုလွမ်းဆွစရာခိတခိကိုနောက်ခံထားတဲ့အမတ်တရပုံရိပ်တွေနဲ့စေကျော်တဲ့ရွယ်ယောက်ျားလေးနှစ်ဦးရဲ့နှက်ဆိုင်တဲ့တန်ရောစင်တဲ့မေတ္တာတရားကိုရင်းနှီးဝေခန်းစားကြည့်ရှုရမယ်သူတို့နှစ်ယောက်ကိုတီထားလေအတေးကသူတို့နှစ်ယောက်ဟိုတေးကသူတို့နှစ်ယောက်မင်းပြီးတဲ့နိုင်ဇလန်တို့ကိုဖန်တီးခဲ့တဲ့ဒရိုက်တာမင်းဆက်တရဲ့အနုပညာလက်ရာအသစ်ဖြစ်ပြီး Milestone Entertainment ရဲ့ဒဲလက်များဖြစ်တဲ့ဟိတုတနဲ့အောင်လီမိုးတို့ကအဓိကပါဝင်တရုပ်ဆောင်သွားကြမှာပဲဖြစ်ပါတယ်။ဒီဇလန်တွဲမှာတော့စုစုပေါင်းအပိုင်း၈ပိုင်းပါဝင်သွားမှာဖြစ်ပြီးမကြခင်မှာစတင်ထုတ်လင်းပြသပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်။ကဲဘလို့လဲအဖွေငိုကြမလားကြည့်ကြမလားလောက်ကြအောင်ဒီမှာတော့ကြည့်ရမလို့မကြည့်ရမလို့ဖြစ်နေသူတို့ကငိုကန်းနေရများနေဝမ်းမနေချင်တော့